ပါခင်ဗျာကျွန်တော်တို့ပကံတန်ကြား YouTube channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတခါကျွန်တော်တို့ပကံမှာရှိတဲ့မင်းမဟာခီရီနတ်မောင်နှမအကြောင်းကိုတင်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်တကောင်းပြီဗဘဲဆရာကြီးဥတင့်တေတာမောင်တင့်တေကခွန်အားဗလကြီးအားစမ်းမသူတို့ကြော်ကြပါတယ်ဗျာဟာဟဲ့ကောင်လေးဟိုမှာကြည်တန်းကွာဒီလောက်ကြီးတဲ့စင်ကြီးရဲ့အစွမ်းနှချောင်းကိုလက်နဲ့ကိုင်းပြီးချို့ပြရတယ်လို့ဒါဟိုယူလားဟေ့ညာလက်နဲ့ပိတ်တာချင်းရှိတဲ့တူကြီးတပံကိုထုပြီးတော့တန်ချောင်းတွေကိုလိုတလိုပုံဖော်ဓားတွေတို့လှန်နေလို့မြေကြီးတောင်တုံဟိတောင်ထုပြတာကွာမောင်းတင်တယ်လို့ခေါ်တယ်တနေ့တခြားတရင်ကြည့်လာတဲ့မောင်းတင်တယ်ဟာကာယစွမ်းအားအကြောင်းကြောင့်တကောင်းနန်းတော်တို့ပေါက်ကြလာတယ်မှန်လားပါရှင်မကြီးဗျာဒီလောက်ခွန်အားကြီးမားတဲ့မောင်းတင်တယ်ဟာတနေ့တစ်ချိန်မှာအရှင်မိဖုရားရဲ့ထီနန်းကိုလူယူပါလိမ့်မယ်လို့ကျွန်တော်မျိုးတို့မြင်အောင်ပါတယ်ဗျာအခုလည်းပဲဓာလှန်လက်နဲ့စတယ်လို့ကိုလုံနေတယ်လို့ကြားပြရတယ်ဗျာဟေးဒီလိုဆိုလို့ရှိရင်အချိန်မနှောင်းခင်အဲ့ဒီမောင်တင်ကိုရောက်ဖမ်းကြစီဗျာမောင်တင်တယ်တွေကမြင့်ပြစ်မဲတန်ကြောက်တော့ကြောင့်တကောင်းပြီဘင်းနဲ့ပိုင်နဲ့ဝေးရလွတ်ရကိုတင်းရှောင်ခဲ့တာပေါ့ပုပ်ပါနဲ့တက်ဝါရောက်ရှိလာမှတဲ့အချိန်ကမှာတော့အိုးအသင်ဟာတကောင်းကကိုတင်တယ်မဟုတ်လားဟုတ်ပါတယ်နမေတော့ဘယင်ကဖမ်းမှာစိုးလို့ကျွန်တော်ထွက်ပြေးခဲ့ရတာပါအဲ့ဒါဆိုလို့ရှိရင်တော့ကျမတို့ရွာမှာလိုက်နေပေါ့ကျမတို့ကောက်ွယ်ဆောက်ရှောက်ပြပါမယ်ပုပ်ပါအရက်မှာငကားမင်းရဲ့သမီးတော်လေးရွှေနှစ်ပင်နဲ့တွေ့ဆုံမြင်တက်ဝင်ပြီးတော့သားရနာမလေးနှစ်ပါးအောင်ဖွားမြင်တဲ့တကောင်းဘယင်ကလည်းပဲမောင်တင့်တဲ့ထွက်ပြေးသွားသည်ကိုသိတော်လဲ၎င်းထိနှံ့တွင်အန်ဒီကမအေးနိုင်ဘူးပေါ့ငါတင့်တယ်တော့အချင်းမိပြန်လာပြီးတော့ငါထိနှံ့ကိုလွတ်ယူနိုင်တယ်နော်မောင်မင်းတို့ငါလို့ဘာဆက်လုပ်နေကောင်းမလို့ပန်လာပါဗျာမှန်လာပါဗျာငါတင့်တယ်ရဲ့နှမညက်လာကိုရွှေနန်းတို့သူခေါ်တောင်ညာစာမဟေသည်မိဖုရားမြောက်တော်မူပါဗျာဟာအဲ့ဒါငါဘာလို့ရမှာတော့ဟာပြီးပြီဆိုလို့ရှိရင်တော့ငါတင့်တဲ့ကိုတကောင်းကိုပြန်လာအောင်သွေးဆောင်ရမှာပေါ့ဗျာမောင်မေ့ကြမစိုးပြီဘူးတကောင်းဘရင်မိဖုရားမျက်လာအားမိဖုရားမြောက်ခဲ့တယ်မျက်လာကိုမိဖုရားမြောက်အာယုံသွင်းပြီးတဲ့နောက်တော့မောင်တင်တက်ကိုတကောင်းတို့ပြန်လာစေရဥပါဒဏ်နဲ့ကြံစီတော့တာပေါ့ဟဲနမတော်မျက်လာကြီးမင်းရဲ့မောင်ကြီးကိုတော့ငါဒီကိုပြန်လာစီပြီးတော့ဝန်ကြီးခန့်ကျင်တယ်ကွာဒီလိုကွာမင်းရဲ့မောင်ကြီးကခွန်အားဗလာနဲ့လည်းပြည်စုံတယ်တကောင်းမြုပ်ဝင်ခန့်ကျင်တယ်ကွာအဲ့တော့တကောင်းကိုပြန်လာဖို့မင်းခေါ်လိုက်ကွာမောင်ကြီးကကျမစကားကိုယုံမလားမောင်တော်ရဲ့အိုးမင်းမောင်တင်တဲ့ကမင်းရဲ့နှမလေးမျက်လာကိုအချစ်ဆုံးလို့ငါသိထားတယ်လေကွာမင်းပြောရင်တော့ရမှာပါကွာမျက်လာလဲတကောင်းပင်ရဲ့စကားကိုယုံမောင်တင်တဲ့ကလည်းပဲနှမမျက်လာရဲ့စကားကိုယုံပြီးတော့တကောင်းပြည်တို့ပျော့ပျော့ရှင်းရှင်းနဲ့ပြန်လာတော့တာပေါ့မောင်တင်နဲ့တကောင်းတို့ရောက်ရင်ပဲတန်းပြီးတော့အဖမ်းခံရတော့တာပေါ့ဘရင်မင်းရဲ့အမိတ်ရာစုအသားငတင့်တဲ့အားနန်းတော်အနီးကစကေပင်ကြီးရဲ့အောက်မှာဖိုးကျွင်းမိထုတ်ရဲ့တတ်မြည်မြေသူမဆိုလာရောက်ကြည့်ရှုရဲ့စစ်ခေါ်လိုက်သည်မိတောင်မိရန်ကြကမရှုမလားခံစားရတာမောင်တင့်တယ်အိုးငါမောင်ကြီးငါရဲ့မိုင်မဲမှုကြောင့်သိရတာပဲဒါငါရဲ့အပြစ်ပဲမျက်လာလေခံစားချက်ပြင်းထန်စွာနဲ့မိပုတ်တင်တို့ပြည့်၍ခုံစင်းလိုက်နေတယ်တခါတည်းပဲသိတော့တာပေါ့မျက်လာလည်းပဲမောင်တင်တယ်တို့မောင်နှမနှစ်ယောက်တီပွဲဝင်ငယ်ကြီးနတ်မြဖြစ်သွားကြတယ်သူကောင်းကမီးရှို့ရတတ်တဲ့စကားပင်ကြီးအောင်ပါနေရထိုင်ရတာပေါ့ထိုအပင်ကြီးအောက်ကိုရောက်တဲ့သူတိုင်းမောင်နှမနှစ်ယောက်တပည့်မောင်နေတဲ့မောင်နှမနှစ်ယောက်ကဖမ်းစားရကြကြောင်တည်ကြရတယ်ဒီစကားပင်ကြီးအောက်ကိုမသွားနဲ့ဟာဘာဖြစ်လို့တော့ဟာမောင်နေတယ်လို့မောင်နှမကဝင်ပြီးတော့တတ်နေတာတပည့်ကြီးမှာအဲ့ဒါဆိုလို့ရှိရင်တော့ကွာအဲ့ဒီအပင်ကြီးကိုအမြစ်ကနေနှုတ်အေယာဝတီပြည့်တဲ့ကိုမျောကြလိုက်ကြတာပေါ့ထိုးစကားပင်ကြီးအောင်အေယာဝတီနဲ့မျောပြီးလိုက်တဲ့ကမြစ်စိတ်ကိုပကံမြစ်စိတ်ကိုရောက်ရှိလာတယ်အဲ့တညမှာပဲ
ဗကန်တီလေကြောင့်မင်းကြီးရဲ့အိမ်မက်မက်တော်မူတယ်ကျွန်ုပ်တို့တကောင်းပြည်ကလာခဲ့ရတာပါနှက်မောင်နှမပါကျွန်ုပ်တို့တဲ့နေရာထိုင်ကလေးနှက်ကုန်းလေးတစ်ခုတော့ပေးသနာတော်မူပါအရှင်မင်းကြီးတီလေကြောင့်မင်းလည်းမောင်တင့်တဲတို့မောင်နှမတောင်းတဲ့အတိုင်းပုပ္ပတောင်းမှာနှက်ကွန်းတွင်၏အပိုင်စားပေးတော်မူတယ်ဒါအပြင်ပကံညာဦးမှာလည်းတရက်ဖာတကားမှာဆိုလို့ရှိရင်လည်းပဲတရက်ဖာတကားကိုသူတို့အပိုင်စောက်ရှောက်ဖို့သူတို့မောင်နှမကိုလည်းပဲတာဝန်ပေးထားတော်မူတယ်ဒီချိန်မှစပြီးတော့မောင်တင်တယ်လို့နတ်မောင်နှမဟာကြီးစွာသောပုတ်ပေါက်တောင်ကြီးနဲ့တကွာတရက်ဖာတကားမှာအပိုင်ဆိုင်ရပြီးမင်းမဟာဂီရိနတ်မောင်နှမရဲ့တို့တွင်ရတယ်ပဲကွယ်ကျွန်တော်ရဲ့ဒီပကံတညာ channel လို့လည်းပဲဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်လို့ like and subscribe လေးများပေးခဲ့ကြပါဦးခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ